လက်ရှိအချိန်မှာအကောင်းဆုံးကိုလီပါဘတူလဲလို့မေးလိုက်ရင်ဆန်နာလမန်းလို့ပဲဖြေလိုက်ပါအားလုံးပဲမင်္ဂလာပါဗျဖို့ဘောဖမ်လီမနဲ့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကိုရမတယောက်အတွက်ဆိုတာကွင်းထဲမှာရှုပ်ထွေးမှုတွေကိုဖန်တီးဖို့မဟုတ်ဘဲနဲ့ဒီလိုရှုပ်ထွေးမှုတွေကိုဖယ်ရှားပေးဖို့ဖြစ်တယ်ဆိုတာလက်မန်းကကောင်းကောင်းကြီးတက်တည်ပြသွားခဲ့တာပါသူ့ရဲ့တည်ငြိမ်မှုနဲ့စိတ်အေးထားနိုင်တဲ့ပုံစံကအတင်းတင်းလုံးရဲ့ကစားဟန်ကိုဘယ်လောက်ထိပြောင်းလဲပေးသွားနိုင်လဲဆိုတာအံ့ဩစရာကြီးပါဒီယာဒီမှာတူပွဲထွက်ခွင့်ရတဲ့ပရီးမီးယားလိ16ပွဲမှာဆိုရင်တော့ United ကနှစ်ပွဲပါရှုံးနေခဲ့တာဟာသူ့ရဲ့အရေးပါမှုကိုမီးမောင်းထိုးပြနေတာဖြစ်ပြီးတော့ယခုဆိုရင် United ဟာဒီဂီယာရဲ့မျိုးဆက်တစ်တယောက်ကိုပြန်လဲပိုင်ဆိုင်လိုက်ရတယ်လို့ပါပဲ။ Everton နဲ့ပွဲမှာဆိုရင်တော့လက်မှတ်အပိုင်ခွင့်ရွေးတွေကိုလက်စွမ်းပြကာကွယ်နိုင်ခဲ့တယ်လို့ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားစုကိုပါထိုက်တိုက်တန်တန်နဲ့ရရှိသွားခဲ့တာ။ခံစစ်တစ်ခုလုံးရင်းရိုင်နေတဲ့အချိန်မှတော့နောက်ဆုံးခံတက်အဖြစ်ပြသခဲ့တဲ့သူ့ရဲ့တည်ငြိမ်မှုကအတင်းဘော်တွေကိုစိတ်လုံခြုံမှုပေးနိုင်ခဲ့ပါတယ်။ဆန်နာလမန်ရဲ့စွမ်းဆောင်ရည်ရာဆိုရင်တော့ United ပြည်သက်တွေအတွက်တော့တကယ်ကိုအားတက်စရာကြီးဖြစ်ပြီးတော့အနာဂတ်မှာအတင်းကြီးရဲ့နံပါတ်1နေရာကိုဆက်လက်ထိန်းသွားနိုင်ဖို့အတွက်လုံလောက်နေပါပြီ။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။